ဗုဒ္ဓဘာသာဝင်များရဲ့အထောမြတ်ထားတော်မူသောနေရာတွေထဲတစ်ခုဖြစ်တဲ့ဗုဒ္ဓဂါယာကိုဖျားဖူးသွားကြမယ်။ဗုဒ္ဓဂါယာအိန္ဒိယနိုင်ငံမှာတည်ရှိတော်မူပါတယ်။အိန္ဒိယနိုင်ငံကိုသွားဖို့အတွက်အိန္ဒိယဗီဇာကို apply လုပ်ရတဲ့ဆိုပေမဲ့ visa fee ကြီးကတော့မြန်မာတွေအတွက်0 free ပေးထားပါရနော်။ဒီ tourist e-visa ကို online ကနေပြီးတော့မိမိကိုယ်တိုင်လွယ်တကူရှောက်လို့ရပါတယ်။ visa ကို apply လုပ်တဲ့နေ့ကနေစပြီးတော့ within 3 days 3 ရက်အတွင်းမှာtourist e-visa approve ဖြစ်ပါလိမ့်မယ်။ဒီဗီဒီယို create လုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့အိန္ဒိယနိုင်ငံရဲ့ one of the most beautiful place နေရာတစ်ခုဖြစ်တဲ့ Kashmir ကိုအလည်သွားချင်တဲ့သူတွေအတွက်ဗုဒ္ဓဂါယာကိုဖျားဖူးသွားချင်တဲ့သူတွေအတွက် tourist e-visa အိန္ဒိယ visa ကိုမိမိကိုယ်တိုင်ဘယ်လိုရှာရမလဲဆိုတာကို share လုပ်လိုက်ရခြင်းဖြစ်ပါတယ်။အိန္ဒိယ visa tourist e-visa ကိုမိမိကိုယ်တိုင် online နေပြီးတော့ဘယ်လိုရှာရမလဲဆိုတဲ့အသေးစိတ် details ကို YouTube channel နဲ့ Facebook page တို့မှာအသေးစိတ်ကိုဗီဒီယိုနဲ့တကွာ step by step အသေးစိတ်ကို share လုပ်ပြီးသွားပြီဖြစ်ပါတယ်။ဒီ YouTube channel နဲ့ Facebook page တို့မှာတွားရောက်ကြည့်ရှုလို့ရပါနော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံရဲ့ tourist e-visa အလဲ visa ကိုအဓိကထားပြီးရှင်းပြထားရဲဆိုပေမဲ့တခြား visa တွေဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့ medical visa student visa တွေကို apply လုပ်မယ်ဆိုရင်လည်းရှောက်တဲ့နည်းတွေအကုန်လုံးကအတူတူပဲဖြစ်ပါတယ်ကိုတင်သွင်းရမယ့် documents ရဲ့ကိုရဲ့ဖြည့်ပေးရမယ့်အချက်လက် information တွေပဲကွာသွားမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့ visit visa e-tourist visa ကိုရှောက်တဲ့အခါမှာ hotel booking flight ticket တွေလုံးဝကြိုမတောင်းပါဘူးကြိုဝယ်စရာမလိုပါဘူး visa application form မှာမိမိရဲ့ personal details passport details မိမိသွားရောက်မဲ့ city name တွေကိုပဲအသေးစိတ်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်visa approve ဖြစ်ပြီးမှသာမိမိရဲ့ flight ticket hotel booking တို့ဝယ်ယူလို့ရပါတယ်ဒီ tourist e-visa အလဲ visa နဲ့ပတ်သက်ပြီးမေးစရာရှိလို့ရှိရင် Facebook page messenger ကနေပြီးတော့ message ပို့ပြီးတော့အချိန်မီဆက်သွယ်မေးမြန်းလို့ရပါတယ်နော်